ကျွန်တော်ကနီးပညာတွေအသုံးပြုပြီးကျွန်တော်နဲ့တူတဲ့စရုပ်တရုပ်ကိုတီထွင်လိုက်ပါတယ်ကျွန်တော်ကျောင်းတက်ရမှာဖြစ်လို့ကျွန်တော်အစာထုကိုကျောင်းမှာစာသင်ဖို့လွတ်တော်တာပဲအေးပြီးရင်ဘာလာလဲသားတို့သမီးတို့ဘီလာပါရဲ့ဆရာမတော်လိုက်တာလက်ခုပ်လေးထိကြပါအောင်ကျွန်တော်ကတော့အိမ်မှာပဲမုံစာပဲသူတို့စာတင်တာကိုအေးဆေးကြည့်နေလိုက်တော့တယ်ဒီတိုင်းဆိုလူတွေအကုန်လုံးကငါစားတော်တယ်ဆိုထင်ကြတော့မှာပဲသူကျောင်းမှာပြန်ရောက်တော့အားကုန်နေပြီလေဒါနဲ့ပဲကျွန်တော်အားသွင်းပြီးစာလုပ်ခိုင်းလိုက်တယ်လေကျွန်တော်ကတော့အေးဆေးအိတ်တော်တာပဲနောက်တစ်နေ့ကောင်းမှတော့ကျောင်းစာမေးပွဲမှာပထမရတော့မေးခွန်းဒီမေးတော်တာပါပဲမင်းဘာလို့ဒီလိုတော်လာတာလဲကျွန်တော်တော်လာတဲ့အကြောင်းရင်းကတစ်ခုပဲရှိပါတယ်အဲ့ဒါကတနေ့ကိုအီးရလုံး90ပေါက်တာပါပဲအဲ့တော့ကျွန်တော်လို့စားတော့ခြင်းနဲ့တနေ့ကိုအီးရလုံး90ပေါက်ပါတော်လိုက်တာအဲ့ဒါနဲ့ဒေါ်လာ1000ရလာခဲ့တယ်လေအဲ့ဒီလိုနဲ့ US မှာပြိုင်ပွဲသွားဝင်လေရမင်းတကယ်ပဲတနေ့ကိုအီးရလုံး90ပေါက်လို့စားတော်လာတာလားအဲ့ဆိုငါတို့လည်းလိုက်ပေါက်မလို့ကျွန်တော်ဟာအရင်တုန်းကစားရိုင်းညံ့တယ်သူတယောက်ပါအခုရုတ်တရက်ဘာလို့တော်လာတာလဲဆိုတော့တနေ့ကိုအီးရလုံး90ပေါက်ခဲ့လို့ပါအဲ့တော့ကျွန်တော်လိုမျိုးတော်ခြင်းတယ်ဆိုရင်အီးရလုံး90ပေါက်လိုက်ပါဟိုးအရန်တော်တာပဲအဲ့ဒါနဲ့ကျွန်တော်ကို US သမ္မတကိုယ်တိုင်စုကြီးမြင့်တဲ့အချိန်မှာရုတ်တရက်မိုးလျော်လာခဲ့လို့ဆက်တွေချွေရင်ပြီးလဲကျသွားတော့တာပဲ Oh my god ဒါဘယ်လိုဖြစ်တာလဲငါကတော့ဂျင်းထဲခံလိုက်ရပြီဒါနဲ့ပဲကျွန်တော်ရုံးမှာအမှုရင်ဆိုင်ပြီးနောက်တစ်ခါမလုပ်ဖို့တတိပေးခံလိုက်ရပါတယ်လောကကြီးမှာကိုကြိုးစားမှကိုရတာမို့လို့ကြိုးစားကြပါအဆုံးထိကြည့်ပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်